Assalamu alaikum wa rahmatullahi wa barakatuh. Hazrat Abu Musa radiallahu anhu ထံမှဆင့်ပြန်ချက်လာရှိတယ်။တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာတဲ့ကျွန်တော်အားမိန့်ကြားတော်မူတဲ့ငါကိုယ်တော်ဟာအသင်အားဂျန်နတ်ဒုက္ခဘုံဤဘာနာတိုက်များအနက်မှာဘာနာတိုက်တစ်ခုကိုမညွန်ပြရဘူးလားဟုမိန့်ကြားရာကျွန်တော်ကညွန်ကြားတော်မူပါယာရဆူလလောဟုလျှောက်ထားခဲ့တယ်တဲ့ထို့အခါတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာအမိန့်ရှိတော်မူတဲ့လာဟောလာဝလာကူဝတာအီလာဘီလာဟုမိန့်ကြားတော်မူတဲ့ဒီစာပိတ်ဟာဂျန်နတ်ဒုက္ခဘုံဤဘာနာတိုက်များအနက်မှာတစ်ခုဖြစ်တယ်ဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာမိန့်ထားပါတယ်နောက်အစ္စလာမ်သာသနာပညာရှင်များဟာမိန့်ကြားတယ်ဒီလာဟောလာဝလာကူဝတာအီလာဘီလာဒီတဲ့ risk ရဲ့ဘာနာတိုက်တဲ့ကနေပြီးတော့တစ်ခုဖြစ်တယ်ဆိုပြီးတော့လည်းပဲလာရှိထားပါတယ်အစ္စလာမုအလိုင်ကွမ်ဝါရဟ်မတုလ္လာဟီဝါဘရကာတု